ရာမင်းကြီးကနောက်အိမ်မက်တစ်ခုကိုဆက်လက်ပြီးတော့ရှောက်ထားတယ်မိဖို့ကြောင့်ရောက်သွားတဲ့အိမ်မက်ထဲမှာရောက်သွားတဲ့အခါကျတော့သမင်းအိုးတစ်လုံးချက်နေတာအဲ့ဒီချက်နေတဲ့သမင်းအိုးဟာထူးထူးဆန်းဆန်းဖြစ်တယ်သမင်းအိုးကမညီမညာပဲနဲ့အိုးတစ်လုံးထဲမှာတယ်ပဲသမင်းဟာတဏှာကပျော့ပြီးတော့တဏှာကမာပြီးတော့တဏှာကမှကောင်းကောင်းချက်တယ်သမင်းအိုးတိုးထဲမှာပဲ၃မျိုးဖြစ်သွားသမင်းချက်ပုံသမင်းချက်ရင်တောင်ဖြစ်ဖို့မလွယ်ဘူးလေဒါအိုးတိုးထဲမှာဆိုရင်တဏှာကပြောမနှက်တဏှာကမာတဏှာကမှကျက်အဲ့ဒါလို့သမင်းအိုးတစ်လုံးထဲမှာပဲအခုလို့သမင်း၃မျိုး၃စားထွက်ပေါ်လာတာကိုတွေ့ရှိရလို့အလွန်အံ့ဩမိပါတယ်အိမ်မက်ထဲမှာဒီအိမ်မက်ကိုမြင်မဲ့ခရတာဖြစ်လို့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကကောဘာဖြစ်နိုင်ပါသလဲဗျာလို့ရှောက်တော့မြတ်စွာဘုရားကဒါလည်းပဲခုချိန်မှဖြစ်လာမဲ့အခြေအနေမရှိဘူးဒါရဲ့သင်္ကေတကဘာတွေလုံးဆိုရင်နောက်နှစ်ပေါင်းကြာလာတဲ့အခါမှာလောကကြီးမှာလူလောကမှာတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေတရားဓမ္မနဲ့အညီမအုပ်ဆိုးကြတော့ဘူးတရားနိလန်းနဲ့အညီမအုပ်ဆိုးတော့မင်းဆိုရာဇာတွေတရားပြတ်တဲ့အခါကျတော့မင်းမှုတန်းတွေကလည်းပဲတရားပြတ်လာတယ်တဲ့မင်းမှုတန်းတွေတရားပြတ်လာတဲ့အခါမှာတိုင်းသူပြည်သားတွေလည်းတရားပြတ်လာတယ်အဲ့ဒါကိုပြောတာခေါင်ကမိုးမလုံဘူးဆိုတာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုရာဇာတွေဆိုတာဦးစီးခေါင်းဆောင်တွေဘုရင်ကတရားမဆောင်ဘူးဆိုတော့မင်းမှုတန်းတွေကလည်းတရားမဆောင်ကြတော့သူတို့တရားမဆောင်ရင်တိုင်းသူပြည်သားတွေကကောင်းလာလားဆိုမကောင်းသူတို့လည်းတရားမဆောင်ကြတော့တရားကိုချင်းတရားတွေပြစ်ပြားလာကြအဲ့တော့လူတွေဟာတရားမဆောင်တဲ့အနေအထားမျိုးတွေဖြစ်ပြီးတော့မတရားမှုတွေများလာတယ်တရားဥပဒေရဲ့ဆန့်ကျင်ဘက်တွေနဲ့တရားဥပဒေနဲ့ဆန့်ကျင်ပြီးတော့လှုပ်လာကြလူလောကမှာရွှေခေတ်လို့ဆိုရတဲ့ခေတ်ကောင်းတဲ့အချိန်ကာလတုန်းမှာကိုချင်းတရားပြစ်ပြားပြီးတော့ဥပဒေနဲ့ဆန့်ကျင်ဘက်တွေလှုပ်လာတယ်ဆိုတဲ့အခါမှာရှေးတုန်းကသကြိုရိမင်းဆိုတဲ့ဘုရင်တရားတရားသဖြင့်တိုင်းပြည်ကိုအုပ်စိုးကြတယ်အုပ်စိုးလာပြီးတော့မိမိတို့ကအချိန်တန်ရွယ်ရောက်လို့ထီနန်းစည်းစိမ်ကိုမိမိတို့ရဲ့ဆက်ခံမဲ့သားတော်ကြီးကိုလွှဲအပ်တဲ့အခါမှာစကြဝဠာမင်းတွေကသူ့သားကိုမှားတယ်ငါသားမင်းအုပ်ချုပ်တဲ့နိုင်ငံမှာမတရားမှုတွေမဖြစ်စေနဲ့နော်ဒီဟာကိုမှားတယ်မတရားတဲ့ကိစ္စတွေမဖြစ်စေနဲ့မတရားတဲ့အမှုတွေမဖြစ်စေနဲ့ဘာဖြစ်လို့တော့ဆိုရင်ခေါင်းဆောင်လုပ်တဲ့မင်းကမတရားဘူးဆိုလို့ရှိရင်မင်းမှုရန်တွေကလည်းမတရားကြတော့ဘူးမင်းမှုရန်တွေကတရားမဲ့သွားရင်တိုင်းသူပြည်သားတွေအားလုံးဟာလည်းတရားမဲ့သွားတယ်အဲ့တော့ဒီတွေရက်လာလို့ဆိုတော့မဟုတ်သေးဘူးလူတွေတရားကင်းမဲ့သွားပြီဆိုတဲ့အခါကျတော့လူတွေနဲ့ဆက်ဆက်နေကြတဲ့အိမ်ဆောင်နတ်တွေကိုယ်ဆောင်နတ်တွေလူတွေနဲ့နီးနီးဆက်ဆက်နေကြတဲ့နတ်တွေကလည်းတရားပြက်လာလူတွေရဲ့အရှိန်အဝါကနတ်တွေထီအောင်ကူးဆက်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လူတွေကောင်းမှနတ်ကောင်းမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်နေလူတွေတရားပြက်တဲ့အခါမှာနတ်တွေကလည်းတရားပြက်လာလူတွေရဲ့အပူဇော်ကိုခံကြတဲ့နတ်တွေကလည်းတရားပြက်လာယုတ်ကစိုးတွေကလည်းတရားပြက်လာဘုံမစိုးတွေယုတ်ကစိုးတွေတရားပြက်တော့ကောင်းကင်ယံမှာဗိမာန်တည်ရှိပြီးတော့နေကြတဲ့အာဂါသဇုနတ်တွေကလည်းတရားပြက်လာကြတယ်တဲ့တရားမဆောင်ကြတော့ဆင်ကဲနဲ့အကျင့်တရားတွေပြက်ပြားလာတဲ့အခါမှာအဲ့ဒီခေတ်ကြီးရောက်လာပြီဆိုလို့ရှိရင်တဲ့လူတွေတရားပြက်ခြင်းကြောင့်ဘာတွေကဖောက်ပြန်လာတော့ဆိုလေလန်းကြောင်းတွေဟာပြောင်းလာတယ်လေလန်းကြောင်းတွေပြောင်းတိုက်နေကြလမ်းကနေမတိုက်ဘဲနဲ့ဟိုဘက်ကနေတိုက်ဒီဘက်ကနေတိုက်လေလန်းကြောင်းတွေပြောင်းလာတဲ့အခါကျတော့ကောင်းကင်ဘုံမှာရှိကြတဲ့နတ်ဗိမာန်တွေကိုလေတွေကလမ်းမမှန်တော့ဝင်ပြီးတော့နတ်ဗိမာန်တွေကိုလေတိုက်တဲ့အခါဗိမာန်တွေကလှုပ်ရှားသွားတယ်ဗိမာန်ကြီးတွေဟာလည်းကောင်းကင်မှာရှိနေတော့လေနဲ့တွေ့တဲ့အခါကျတော့လှုပ်ကုန်ကြဗိမာန်ကြီးတွေလှုပ်လာတဲ့အခါကျတော့လှုပ်ရမလားဆိုပြီးတော့ဗိမာန်ထဲမှာနေတဲ့နတ်တွေကစိတ်ဆိုးတယ်နတ်တွေကလည်းသူတို့ဗိမာန်တွေလှုပ်လာတဲ့အခါကျစိတ်ဆိုးကြဘာဖြစ်လို့ဒီလိုဖြစ်ရလဲခါတိုင်းမှာတို့ဗိမာန်တွေဘာမှမဖြစ်ဘူးအခုလေတိုက်လို့လှုပ်လာပြီလှုပ်လာတယ်ဆိုတော့သူတို့ကစိတ်ဆိုးပြီးတော့ဘာဖြစ်လဲမိုးမရွာအောင်လုပ်ကြရွာလာတဲ့မိုးဟာလည်းပဲသူပြည်လူလောကမှာတပြိုင်နဲ့ညီညရွာတာမဟုတ်ဘဲနဲ့မိုးကွက်ကြာရွာလာခဲ့ပြန်ခုနလေးရွာတယ်ဒီနာကြတော့မရွာပြန်ဘူးမိုးကွက်ကြာရွာလာတဲ့အခါကျတော့မိုးခေါင်တဲ့နေရာတွေကခေါင်မိုးလွန်တဲ့နေရာတွေကလွန်လူတွေကသီးနှံတွေစိုက်ပျိုးကြတယ်စိုက်ပျိုးတဲ့နေရာကျတော့မိုးကောင်းလွန်အားကြီးတော့ပျက်စီးသွားပြန်မိုးခေါင်လွန်အားကြီးတဲ့နေရာတွေကလည်းတစ်ခါပျက်စီးသွားကြပြန်တယ်အဲ့ဒါလို့မိုးရေမရလို့စိုက်ပြီးသားသီးနှံတွေကလည်းပဲညှိုးကုန်ကြပြန်တယ်ပေါ့မိုးမှန်ကန်မရွာသည့်အတွက်ကြောင့်မိုးမှန်တဲ့နေရာလေးတွေကသီးနှံလေးတွေဖြစ်တော့လဲမိုးလွန်ခဲ့တဲ့နေရာကပျက်စီးမိုးခေါင်သွားတဲ့နေရာတွေကြတော့သ
တစ်ပင်တွေ6နဲ့အဲ့ဒါလို့လူပြေလူလောကမှာနေတနေတည်းမှာပဲမိုးခေါင်တဲ့နေရာခေါင်မိုးလွန်တဲ့နေရာလွန်မှန်ရွာတဲ့နေရာရွာ3မျိုး3စားကွဲပြားပြီးတော့သွားတယ်တဲ့တိုင်းပြည်မှာဖြစ်ပေါ်လာတဲ့စိုက်ပျိုးတဲ့သီးနှံတွေဟာလဲကောင်းတဲ့နေရာကောင်းမကောင်းတဲ့နေရာမကောင်း6တဲ့နေရာ6နဲ့အဲ့ဒါလို့သီးနှံအထွက်တွေကမှန်ကန်မှုမရှိဘူးဖြစ်လာတယ်တဲ့အဲ့ဒီတယုတ်ကိုဖော်ဆောင်တဲ့အနေနဲ့သမင်းအိုးတိုးထဲမှာပြောတာကပြောမာတာကမာနတ်တာကနတ်နဲ့ဆိုပြီးတော့သမင်းအိုတိုးထဲမှာပြောမနတ်နဲ့မာမနတ်နဲ့နတ်တာတစ်ခုဆိုပြီးတော့အဲ့ဒါလို့3မျိုး3စားကွဲပြားပြီးတော့သွားတာဟာနောက်တစ်ချိန်ကြလို့ရှိရင်နေရာတနေရာမှာပဲအခုလိုအခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုကြိုတင်ပြီးတော့အရေးနိမိတ်ပြတဲ့အနေနဲ့ဒီအိမ်မက်ဟာဖြစ်ပေါ်လာတာဖြစ်တယ်